ဒီဗီဒီယိုဟာ4 element series ရဲ့ပထမဆုံးရိုက်ကွင်းခွင့်ရအမှတ်တရတွေကိုတင်ဆက်ထားတာဖြစ်ပြီးလူကြိုက်များတဲ့သရုပ်ဆောင်တွေဖြစ်တဲ့ Free Sarocha နဲ့ Becky Hamstrong တို့ပါဝင်ထားပါတယ်။ရိုက်ကွင်းစတင်တဲ့နေ့မှာတင်ဒီ series ဟာထိုင်းနိုင်ငံသားမကကမ္ဘာအဆင့်ပါလူမှုကွန်ရက်တွေမှာ number 1 trend ဖြစ်ခဲ့ပါတယ်။ Free နဲ့ Becky တို့ဟာပထမဆုံးရိုက်ကွင်းမှာတင်အပေးယူများများတသားနဲ့အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့ကြပါတယ်။ဒီရိုက်ကွင်းမှာApple နဲ့ Nim တို့လည်းပါဝင်ခဲ့ပြီး Mim ကတော့ဒါဟာသူမရဲ့ပထမဆုံးသောသရုပ်ဆောင်မှုဖြစ်တဲ့အတွက်အလွန်ရင်ခုန်စိတ်လှုပ်ရှားနေကြောင်းပြောကြားခဲ့ပါတယ်။ထိုင်းနိုင်ငံနဲ့ပြည်ပကပရိသတ်တွေကသရုပ်ဆောင်တွေနဲ့အဖွဲ့သားတွေအတွက်အစားအသောက်အချိုပွဲနဲ့ဖျော်ရည်တွေပါဝင်တဲ့ food truck ကကွန်မန်စီတန်းစီပြီးလာရောက်အားပေးခဲ့ကြပါတယ်။သရုပ်ဆောင်တွေဟာပရိသတ်တွေကြွေးတဲ့အစားအသောက်တွေကိုအားရပါရစားတော့ရင်ဗိုက်ပြည့်ပြီးအိမ်ငိုက်နေတဲ့အကြောင်းဇနာကပျော်ပျော်ပါးပါးရိုက်ကူးခဲ့ကြပါတယ်။ဒါဟာ4 Elements Project ရဲ့အစားပဲရှိပါသေးတယ်။ကြန့်ရှိနေတဲ့ဇလန်3ခုကိုလည်းဆက်လက်ရိုက်ကူးသွားမှာဖြစ်ပြီးနောက်ဆက်တွဲသတင်းတွေကိုတော့ C7 HD မှာစောင့်ကြည့်နေပါတယ်။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်။အားလုံးကိုကြည့်ရှုတင်ပါတယ်ရှင်။